Hello အားလုံးပဲမင်္ဂလာပါရှင့်အားလုံးပဲမင်္ဂလာပါကဲထားရဲ့ဒီနေ့သုံးသက်ချက်တွေမပြောခင်ခုနကပြီးသွားတဲ့မြန်မာပွဲစဉ်လေးအကြောင်းကိုအချင်းချင်းလေးပြန်ပြောကြမယ်ပေါ့နော်ဆိုတော့အမျိုးသမီးအသင်းကတော့2-1နဲ့အနိုင်ရရှိသွားတယ်ပထမဆုံးကိုမြန်မာဘက်ကနေဝင်းသိန်ကြီးထွန်းကနေဥဆောင်ကိုအရင်ထည့်ထားတယ်ပြီးတော့ဖိလစ်ပိုင်ဘက်ကနေဒါခြေပါကူပြန်ထည့်တယ်ပေါ့နော်1-1တည်ကြသွားတယ်အဲ့ဒီနောက်မှာဒုတိယပိုင်းမှာပဲပေါ့နော်1-1တည်ကြပြီးတော့မေထက်လူကိုလူစားထည့်လိုက်တယ်ထည့်လိုက်တော့အမှမိထက်လူကဒါဂိုးလက်တော့ရှိတယ်ကွာသူဝင်ပြီဆိုတာနဲ့ဘာဖြစ်ဖြစ်အမြဲတမ်းလိုလိုဂိုးကတော့ပြန်ရတာများတယ်ပေါ့နော်အဲ့တော့ထုံးတဲ့အတိုင်းပဲမိထက်လူလည်းဝင်ပြီးတော့အကုန်လုံးမြိုင်ဆိုင်ဆိုင်နဲ့ကစားလိုက်ကြတာဒါအနိုင်ဂိုးကိုရရှိပြီးတော့2-1နဲ့အနိုင်ရရှိသွားခဲ့ပါတယ်ဆိုတော့မြန်မာအမျိုးသမီးအသင်းကတော့တာဝန်ကြီးခဲ့ပါတယ်တာဝန်မကြီးတာကတော့မျိုးသားအသင်းပါပဲမျိုးသားအသင်းကတော့ C2 နဲ့ရှုံးနေခဲ့ပါတယ်ဆိုတော့ဘာဖြစ်ဖြစ်အနိုင်ရသွားတဲ့မြန်မာမျိုးသမီးတွေအားလုံးကိုလေးစားတယ်သူတို့အတွက်ဒါခုံလဲယူပဲပေါ့နော်ဆိုတော့နောက်လာမယ့်ပွဲစဉ်တွေမှာလည်းဒါအခုလိုမျိုးပဲပေါ့နော်စိတ်သက်ခွန်အားကောင်းကောင်းနဲ့ငါတို့နိုင်မှဖြစ်မယ်ဆိုတဲ့စိတ်သက်ပေါ့အဓိကမြန်မာ main ကလေးတွေကသူတို့နဲ့ရှင်လို့ရှိရင် body ချင်းလည်းမမျှဘူးထိရကွာနာခံပြီးတော့ကစားနေကြတာဒီလိုလေးဘေးချင်းကက်လေးချင်ရင်တောင်မှဖိလစ်ပိုင်တွေကအကောင်ကြီးတွေအကြီးဒီလိုရှင်ပြီးသွားရင်တောင်မှကိုမြန်မာကလဲကြံခဲ့တာသိလားအဲ့တော့မြန်မာကြီးလည်းထိတယ်3-4ယောက်လောက်နာဝါကြတယ်ဒါပေမဲ့လည်းအနာခံပြီးတော့မှပွဲစဉ်ကိုနိုင်အောင်ကန်သွားနိုင်တဲ့အတွက်ဒါမြန်မာရဲ့စိတ်သက်ဆိုတာဒါပဲဆိုတာကိုသက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့အမျိုးသားအသင်းကတော့ဒူးစီနဲ့ရှုံးနေခဲ့တယ်အဲ့တော့မျိုးသားအသင်းကတော့ဒါတာဝန်မကြီးခဲ့ဘူးပေါ့နော်ဆိုတော့ဒီနေ့ပွဲစဉ်တွေကိုဆက်ပြီးတော့ပြောပါမယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကလည်းပွဲကတော့အများကြီးတော့မရှိဘူးပပလေးတွေပဲစောကြပါကိုတို့ရေမနေ့ပြန်စနေတနင်္ဂနွေရောက်တော့မှပဲဒါပွဲစဉ်တွေ share ပွဲတွေရှိတဲ့အတွက်ကြောင့်စနေတနင်္ဂနွေကြာမှာပဲဒါအားရပါရဝုန်းကြပါနော်အဲ့တော့ဒီရက်လေးတွေမှာတော့ပွဲတွေက3-4ပွဲတွေပဲရှိတဲ့အတွက်ကြောင့်ပပလေးပဲစောကြဖို့ပြောချင်ပါတယ်ဆိုတော့ဒီနေ့မှာတော့လီဂူ1 2ပွဲရှိမယ်ဘွန်ဒလီဂါ1ပွဲရှိမယ်စပိန်လာလီဂါ1ပွဲရှိမယ်ပေါ့နော်ဆိုတော့အဲ့ဒီ4ပွဲစလုံးရဲ့ထားရွေးချယ်ထားတာလေးကိုပြောပြပေးသွားမယ်ချန်ပီယံရှစ်က1ပွဲကိုတော့ထားမပြောတော့ဘူးပေါ့နော်ရွေးလည်းမရွေးထားဘူးဆိုတော့လေအဲ့တော့ဒီ4ပွဲလုံးကိုပြောပြလို့ရှိရင်ထားရဲ့ member တဲကဒါmember ဒီနေ့2ပွဲထွက်တယ်ပေါ့နော်တစားပွဲ2ပွဲထွက်တယ်အဲ့ဒီထဲကမှ1ပွဲကိုဒါဒီ live ရဲ့နောက်ဆုံးမှာ free ချပေးတော့မှာဖြစ်ပါတယ်ဆိုတော့ထားရဲ့ live လေးကိုအခုကြည့်နေကြတဲ့အကိုတွေရှိလို့ရှိရင်အားလုံးပဲမင်္ဂလာပါအခုထားရဲ့ live လေးကိုလည်းဘောလုံး group လေးတွေကို share ပေးကြဖို့ပြောချင်ပါတယ်ရှင်ဆိုတော့ဒီသုံးသက်ချက်လေးတွေပြီးလို့ရှိရင်ဒါတပွဲကောင်းလေးကို free ချပေးမှာပေါ့နော်ဆိုတော့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါရှင်အဲ့တော့ထား line ကလည်းဒါတိတ်မကောင်းတယ်သိလားနည်းနည်းတစ်ဖြစ်နေရောလေလူရင်းတူရှင်လေးပဲထားပြောပြပေးလိုက်ပြီပေါ့နော်တချို့ကိုတွေကြတာလဲဒါအကြာကြီးသုံးသက်နေတာဟုတ်ဒါမကြိုက်တဲ့လူတွေရှိတယ်အဲကြောင့်မလို့ဒါလူရင်းတူရှင်လေးပဲပြောပြပေးလိုက်မယ်ပထမဆုံးသုံးသက်ပေးမှာကတော့ brand နဲ့ Monaco ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲလေးက12နာရီခွဲမှာကစားမှာဖြစ်တယ်ဆိုတော့ Monaco ကအဝေးကွင်းဘက်ကနေသူက level 85ရှုံးဆိုပြီးတော့ပြီးလာတယ်ဂိုးပေါင်းစေးဒါ3လုံးတရေဆိုပြီးတော့ပြီးလာတယ်ပေါ့နော်အဲ့တော့သူတို့နှစ်သင်းကတော့လက်ရှိအမှတ်ပေးစရာမှာ Monaco ကအဆင့်ခွန် Brest ကအဆင့်7ဆိုပြီးတော့မှဒါရက်တည်နေတာဖြစ်တယ်သူတို့ရဲ့ခြားထဲမှာဒါအဆင့်က3ဆင့်လောက်တော့ကွာတယ်ပေါ့နော်အဲ့တော့Brest ကဘာပဲဖြစ်ဖြစ်နောက်အိမ်ကွင်းလေးတော့နည်းနည်းလေးတော့ဂိုးတွေပြန်ပေးရတာတော့ရှိပေမဲ့အိမ်ကွင်းလေးတော့နည်းနည်းလေးဒါမာတင်အောင်တော့ရှိတယ်ပေါ့နော်ဆိုတော့ Monaco ကတော့လည်းဒါ Brest လိုပဲ Monaco ရဲ့ခံစစ်ကလည်းဒါမထင်သလိုဂိုးပြန်ပေးရတတ်တဲ့အသင်းတော်ဖြစ်တယ်ဆိုတော့ Monaco ဘက်ကနေ level 85ရှုံးပေးလာတဲ့ကြေးရထားရဲ့ရွေးချယ်မှုကတော့ Brest body လေးပဲဖြစ်ပါတယ် Brest ကသူ့ရဲ့အိမ်ကွင်းကနေဒါအတက်နိုင်ဆုံးကာကွယ်ပြီးတော့မှဒါတရေအနဲ့အနိုင်လောက်တော့ဒါကစားသွားနိုင်မယ်လို့ထင်တယ်ပေါ့နော်မိုနာကိုရဲ့ဝေးကွင်းကိုမကြိုက်တဲ့အတွက်ဒါ Brest body ကိုရွေးပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင် Hi နဲ့ဟုတ်ကဲ့ Hi မှာမင်္ဂလာပါနော်ဆိုတော့နောက်တစ်ပွဲကိုသွားပါမယ်နောက်ထပ်တစ်ပွဲကတော့ဘွန်ဒလီဂါတွေကမိတ်နဲ့မူချန်ကလာဘက်ပွဲစဉ်လေးပဲဖြစ်ပါတယ်ဆိုတော့အင်ရှင်မိတ်ဘက်ကနေ level 15ရှုံးဆိုပြီးတော့ပေးလာပါတယ်ဂိုးပေါင်းစီ3+45ဆိုပြီးတော့ပေးလာပါတယ်အဲ့တော့မိတ်နဲ့မူချန်ကလာဘက်ကတော့လက်ရှိဘွန်ဒလီဂါအမှတ်ပေးစရာမှာ
main ကဒါအောက်ဆုံးမှာရောက်နေရယ်ဇရာအောက်ဆုံးအဆင့်18ပေါ့နော်18အောက်ဆုံးမှာရောက်နေပြီးတော့ဂလာဘက်ကတော့အဆင့်12နေရာမှာရောက်နေတယ်အဲ့တော့ဂလာဘက်ကလည်းအကောင်ကြီးလားဆိုတော့လည်းမဟုတ်ဘူး main ကတော့ဒါတော်တော်လေးကိုအောက်ဆုံးကိုရောက်နေရပေါ့နော်သူလည်းနိုင်ကျင်စိတ်တော့ရှိပါတယ်ဒါပေမဲ့မနိုင်ဘူးဖြစ်နေတယ်ဒီလားနောက်ဆုံးစားထားတဲ့9ပွဲမှာလည်းဒါ FIO တသင်းတဲ့ကိုဒါ2-1နဲ့နိုင်ထားပြီးတော့နောက်4ပွဲလုံးကိုဒါရှုံးထားတယ်ပေါ့နော်9ပွဲမှာတပွဲပဲနိုင်ထားတာရှိပါတယ်အဲ့တော့ main ကတော့ဒီရာဒီမှာလည်းဒါအိမ်ကွင်း6ပွဲမှာလည်းဒါနိုင်ပွဲတပွဲမှမရထားသေးဘူး2ပွဲတရင်နဲ့4ပွဲရှုံးထားတယ်ဆိုတော့ main ကတော့ဒါနိုင်တော့နိုင်ခြင်းနေပြီသူတို့လှုပ်တော့လှုပ်နေရပဲဒါပေမဲ့စူးစမ်းမှုအရာမထင်ဘူးလို့ပဲပြောရမှာပေါ့နော်သူအနေနဲ့မြေနဲ့1-1-1 စီအဲ့လိုလေးတွေနဲ့ပဲကတ်ရှုံးတယ် frame back ကိုဆိုလဲ4စီနဲ့ရှုံးတယ်အဲ့လိုကြီးတွေဖြစ်နေတယ်မင်းရဲ့ခြေကမှန်းလို့မရဘူးပေါ့နော်အဲ့တော့အဝေးကွင်းကနေကစားမဲ့မိုးချိုင်ဂလာဘက်ကကြတော့သူ့ထက်တာရင်တော့ဒါအခြေအနေကောင်းနေတဲ့အသင်းဖြစ်တယ်နောက်ဆုံးကစားထားတဲ့9ပွဲမှာလည်းတပွဲပဲရှုံးထားတယ်တပွဲတည်ကြထားပြီးတော့3ပွဲနိုင်ထားတယ်ပြီးတော့သူ့ရဲ့ဒီရာဒီအဝေးကွင်း9ပွဲမှာ2ပွဲနိုင်တပွဲတည်ရင်နဲ့2ပွဲရှုံးထားပါတယ်နော်ဆိုတော့ဒီပွဲစဉ်လေးမှာထားခုနကြီးလေးပြောလိုက်တယ်ကြီးကဒါ main ဘက်ကနေလည်းပဲ15ရှုံးပေးလာတယ်ပေါ့နော်ဆိုတော့ထားရဲ့ရွေးချယ်မှုလေးကိုပြောရမယ်ဆိုရင်မိုးချန်ကလာဘက် body လေးပဲဖြစ်ပါတယ် main ဒီသူကသူနိုင်ခြင်းနေတော့လဲဒါလုံးမကယ်ဆယ်လုပ်လို့မရတော့တဲ့ဒါအတင်းဆိုတာရှိကိုရှိရယ်ကွာအဲ့တော့ဒီနေ့မှာ main ကသူဒီကြာရှုံးနေတဲ့ခြေစွမ်းအတိုင်းပဲဆက်ပြီးတော့ကြာဆုံးနေဦးမယ်လို့ပဲထင်တယ်ဝေးကင်းကဖြစ်တဲ့ဂလာဘက်ကပဲပို့ပြီးတော့အာတာမှုရရှိသွားပြီးတော့အနိုင်3ဘက်ကိုရရှိသွားမယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒါမိုချန်ဂလာဘက် body လေးကိုရွေးချယ်ပေးလိုက်ပါတယ်ရှင်နောက်ထပ်တစ်ပွဲကတော့ဒါလီဂူ1နဲ့ကပဲလိုင်လီနဲ့မာဆေးပွဲစဉ်လေးပဲဖြစ်ပါတယ်လိုင်လီကတော့ level 15ရှုံးဆိုပြီးတော့ပေးထားတယ်ဂိုးပေါင်းချေ3+40ဆိုပြီးတော့ပေးထားပါတယ်ဆိုတော့လိုင်လီဆိုတာနဲ့ဒါအိမ်ဝင်းကောင်းတဲ့အသင်းထဲမှာပါတယ်မာဆေးကိုမြင်တာနဲ့မာဆေးအဝေးကွင်းညံ့နေဆိုတာပေါ်လွင်နေပေါ့နော်အဲ့တော့ဒီပွဲစဉ်ကတော့ဘာပဲဖြစ်ဖြစ်မာဆေးကလည်းအဝေးကွင်းညံ့တဲ့အတက်ကြောင့်လိုင်လီရဲ့အိမ်ဝင်းကနေဒါထိုးနှက်လာမဲ့ဂိုးကိုလည်းလက်ခံရရှိနိုင်တယ်လို့လိုက်လီကိုလည်းဒါမာဆေးရဲ့တိုက်စစ်ကနေဂိုးပြန်ထည့်နိုင်လို့ယူဆတဲ့အတွက်ထားရဲ့ရွေးချယ်မှုကတော့ဂိုးပေါင်းချေ3+40ဆိုတဲ့ကြေးရလိုက်လီကိုပေါင်းအပေါ်လေးကိုပဲရွေးချယ်ပေးလိုက်ပါတယ်ရှင့်ဆိုတော့နောက်ဆုံးတစ်ပွဲလေးကိုသုံးသပ်ပေးပါမယ်စပိန်လာလီဂါတွေကအိုဗီဒိုနဲ့မာယော့ကာပွဲစဉ်လေးပဲဖြစ်ပါတယ်အိုဗီဒိုဘက်ကနေအရှင်ဘက်ကနေ level 25ရှုံးဆိုပြီးတော့ပေးလာတယ်ဂိုးပေါင်းချေ2တရေပေါ့နော်နှလုံးတရေဆိုပြီးတော့ပေးလာပါတယ်ဆိုတော့သူတို့နှစ်သင်းကတော့လက်ရှိအမှတ်ပေးစရာမှာ Ovido ကတော့အောက်ဆုံးပါပါအဆင့်20နေရာမှာရပ်တည်နေရမာယော့ကာကတော့အဆင့်16ပါအဲ့တော့မာယော့ကာကလည်းဒီဟာဒီမှာခြေနေစိုးနေတယ်လို့ပြောလို့ရတယ် Ovido ကတော့သူ့ထက်တော့ပိုဆိုးတာပေါ့သူ့အောင်မှာမြင်းချောင်းပဲရှိရတယ်ဆိုတော့နောက်ဆုံးစားထားတဲ့9ပွဲမှာလည်း Ovido တို့အနေနဲ့9ပွဲလုံးကိုတရေနဲ့အရှုံးကြီးပဲဖြစ်ထားတယ်နိုင်ပွဲမရထားဘူးပေါ့နော်ဆိုတော့ Ovido တို့အနေနဲ့ဒီဟာဒီအိမ်ကွင်း9ပွဲကစားထားရမှာလဲတပွဲပဲနိုင်ထားပြီးတော့2ပွဲတရေနဲ့ဒါရှုံးပွဲ4ပွဲအထိတောင်ရှိထားတာဖြစ်ပါတယ်တစ်ဖက်ကမာယော့ကာကကြတော့လဲနောက်ဆုံးစားထားတဲ့9ပွဲမှာ2ပွဲပဲနိုင်ထားပြီး2ပွဲရှုံး1ပွဲတရေကျထားတယ်သူရဲ့ဒီဟာဒီအဝေးကွင်း9ပွဲမှာလဲတပွဲပဲနိုင်ထားပြီးတော့တရေပွဲမရှိ6ပွဲအထိတောင်ရှုံးနေထားတာဖြစ်ပါတယ်အဲ့တော့မာယော့ကာရဲ့အဝေးကွင်းကလည်းတော်တော်လေးကိုဆိုးဆိုးရွားရွားဖြစ်နေရလို့ထားယူဆတယ်ဆိုတော့ကြီးက Ovido ဘက်ကနေ level 25ရှုံးပေးလာတယ်ဆိုတော့ကြီးပေါ်မှာထားကတော့အင်ရှင်ဖြစ်တဲ့ဒါ Ovido ကပဲသူ့ရဲ့ဒါဘယ်လိုပြောမလဲဒီအောက်ဆုံးရောက်နေတဲ့အနေထားကတစ်ခုကနေဒါသူရဲ့ဂုံတိတ်ခါလေးဆယ်ဖို့အတွက်အိမ်ကွင်းဆိုတဲ့အားသာချက်ကိုအသုံးပြုပြီးတော့ Ovido ကပဲဒီပွဲစဉ်လေးမှာအနိုင်ရရှိသွားမယ်လို့ထင်ပါတယ်ဒါကြောင့်မို့လို့ Ovido body ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ရှင်ဆိုတော့ဒီနေ့ထားရဲ့ရွေးချယ်မှုလေးကဒီလောက်ပါပဲအဲ့တော့ထားပြန်ပြီးတော့ပြောမယ် Brest နဲ့ Monaco ပွဲစဉ်လေးမှာ Brest body လေးကိုရွေးချယ်ပေးထားပါတယ် main နဲ့ Galabat မှာ Galabat body ရွေးထားတယ်Lily နဲ့ Marseille မှာLily ကိုပေါ်ရွေးချယ်ပေးထားပါတယ် Ovido နဲ့ Mallorca မှာ Ovido body လေးကိုရွေးချယ်ပေးထားပါတယ်ရှင့်အဲ့တော့ဒါပြောထားတဲ့အတိုင်းပဲပေါ့နော်ဒီထားရဲ့ member တွေကဒီနေ့2ပွဲထွက်တယ်အဲ့ဒီထဲကတပွဲကိုထား free ချပေးမှာဖြစ်ပါတယ်ဆိုတော့ဘယ်ပွဲလေးကိုချပေးရမလဲဆိုတော့ဘယ်ပွဲစဉ်လေးကိုချပေးရမလဲဆိုတော့ Lily နဲ့ Marseille ပွဲစဉ်လေးကိုပဲထား free ချပေးလိုက်ပေါ့
ပေါ့နော်ဆိုတော့ဒီပွဲစဉ်တွေကဒါအကြိုက်ကြီးတွေတော့မဟုတ်ဘူးမန်မာထဲမှာတော့မှဒါတစ်စနှစ်ပွဲပဲထုတ်ပေးထားတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီနေ့အကြိုက်ဆုံးတစ်ပွဲကိုရွေးထုတ်ပေးပါဆိုရင်မန်မာနှစ်ပွဲတွေကတစ်ပွဲဖြစ်တဲ့ Lively Go ပေါ်လေးကို free ချပေးလိုက်ပါတယ်ရှင်အဲ့တော့အားလုံးပဲဒါငွေမောင်လေးတော့ချိန်ပြီးစော့ကြဖို့ထားသတိပေးခြင်းနဲ့ပေါ့နော်အခုရက်တွေကဒါပွဲကောင်းကြီးတွေလည်းဟိုလိုမရှိတဲ့အတွက်ဒါဝုန်းနေဆိုပြီးတော့ဟိုလိုတွေမစော့ကြပါနဲ့ပေါ့နော်အဲ့လိုလေးသတိပေးခြင်းပါတယ်စနေတနင်္ဂနွေဆိုရင်တော့ပွဲတွေအများကြီးရှိတဲ့အတွက်အဲ့ထဲကနေကမှဒါစစ်စစ်ပြီးတော့ရွေးထုတ်ဖို့အတွက်အခွင့်အရေးတွေအများကြီးရှိရဲ့ပြန်စော့ဖို့လည်းအခွင့်အရေးတွေရှိရပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ဒါဒီရက်လေးတွေတော့ပပလေးပဲစော့ကြပေါ့နော်အဲ့တော့ဒီနေ့ထားရက် live လေးကဒီလောက်ပါပဲဝင်ရောက်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးတော့ထားရဲ့ဒီ YouTube channel လေးကိုဒါ subscribe လုပ်ရသေးတဲ့ကိုရင်ရှိလို့ရှင်လဲဒါ like and subscribe လေးလုပ်ပေးသွားကြဖို့ပြောချင်ပါတယ်နောက်ပြီးကြတော့ထားရဲ့ Telegram channel လေးကိုလည်းဒါ comment မှာချပေးထားမယ်ပေါ့နော် Telegram channel လေးကိုလည်း join ထားကြဖို့ပြောချင်ပါတယ် Telegram မှာဘာတွေရမလဲဆိုလို့ရှိရင်ဒါညနေပွဲတွေပေါ့နော်ပွဲများတဲ့ရက်တွေဆိုလို့ရှိရင်ညနေပွဲမှာအကြိုက်တွေပေါ်လာတဲ့အခါပဲဖြစ်ဖြစ်တစ်ခါလေမောင်းတဲလေးတွေချပေးချင်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒါ Telegram မှာတင်ပေးလေးရှိရပေါ့နော်ဒါကြောင့်မို့လို့ Telegram channel လေးကိုလည်း join ထားပေးကြဖို့ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာညချမ်းလေးပါရှင်အားလုံးပဲအဆင်ပြေကြပါစေရှင်တတား